大家好，今天我要和大家分享一个30天的学习中文的计划。အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကအားလုံးကိုတရုတ်စာကိုရက်30အတွင်းသင်ယူနိုင်မယ့်အစီအစဉ်လေးတစ်ခုကိုမျှဝေပေးသွားမှာပါ大家好，我是你们的老师小吴。在这个视频里，我会教你们如何在30天内学会基础中文。ဒီဗီဒီယိုထဲမှာကျွန်တော်ကရက်30အတွင်းကိုအခြေခံကနေဘယ်လိုစတင်သင်ယူမလဲဆိုတာကိုသင်ယူသွားပေးမှာဖြစ်ပါတယ်在评论区写下你们的目标吧公们မှာထင်မြင်ချက်ချုပ်ကိုရေးခဲ့ပေးပါ别忘了点赞和分享这个视频ဗီဒီယိုကို like and sharing လုပ်ဖို့လည်းမမေ့ပါနဲ့谢谢大家အားလုံးကိုကျေးဇူးတင်ပါတယ်